အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့မြန်မာ Ghost Story Hack ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့စာရေးသူနှင်းခါရေးသားထားတဲ့ပရလောကဖြစ်မှန်တရေဇလန်တစ်ပုဒ်ဖြစ်တဲ့ခေါင်းပြက်လုံးမောင်ဆိုတဲ့ဇလန်လေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ရသေးရင်လုပ်ပေးသွားကြပါအောင်ခင်ဗျာအသစ်တွေတင်တိုင်းသိရှိနိုင်ဖို့အတွက်ဘီနာခေါင်းလုံးလေးကိုလည်းနှိပ်ပေးသွားကြပါအောင်ခင်ဗျာအပတ်တိုင်းပြန်နေကြစနေည9နာရီအထိ OT ဆင်းခိုင်းနေတဲ့မန်နေဂျာကိုစိတ်ထဲကနေကျင်စင်းနေမိတယ်စီးလာတဲ့ကားကလည်းနွားလဲကိုတောင်အရှုံးပြရလောက်အောင်နှီးတိနေကန်နဲ့နောက်ကျတဲ့ထက်နောက်ကျအောင်လုပ်နေကြသလိုပဲစိတ်ထဲမှာတော့ဒေါသဖြစ်လို့မဆုံးတော့ဘူးနောက်ကျတဲ့အချိန်တိုင်းလည်းအမြဲလိုတရေချောက်ခံရတာမို့လို့မကြောက်ပေမဲ့လည်းလက်နေမိတယ်လိုင်းကားပေါ်ကဆင်းပြီးတော့ဘီဘီကိုလှည့်ကြည့်လိုက်တယ်ခက်လန်လန်မှာမီးတိုင်ရနေပြီးတော့မီးအောင်မှီပြပြလေးကလင်းနေတယ်ကျွန်တော်သွားမယ့်လမ်းမှာတော့မှောင်မဲနေရောယောက်ျားပဲလို့အားတင်းပြီးတော့တက်မီကိုအဖော်ပြုကလမ်းထဲဝင်လာခဲ့လိုက်တယ်လမ်းညာဘက်ခြမ်းမှာတော့ကျင်ဝင်းနဲ့ဘုံကြီးကျောင်းတစ်ကျောင်းရဲ့ကျိုးပဲပြက်စီနေတဲ့အုပ်ယူတွေကထူးထူးထောင်နဲ့ပြန်လွန်ထုံမူထားတဲ့ရှီဖုံးကြီးတွေရဲ့ဂူတင်ချိုင်းစီဒီငယ်တွေကညအမောင်ထဲမှာစိတ်ချောက်ချစရာကောင်းလာတယ်လမ်းပေဘက်ခြမ်းမှာတော့လူမနေတဲ့ခြံဝန်းအခြေကြီးတွေကခြုံရွယ်ပိတ်ပေါင်းတွေထူထပ်ပြီးတော့ဝယုံတော်တွေကလည်းလီတိုက်တိုင်းတရှဲရှဲမြည်တမ်းပြီးနေကြတယ်အဲ့ဒီဝယုံတော်တွေကနေဖျက်လျှောက်ရင်းနဲ့အရင်တစ်ခေါက်တုန်းကအဖြစ်ပြက်ကိုတွေးမိပြီးတော့စက်သိမ်ကထလာတယ်စီးသွားခြင်းတာမအောင်နိုင်တော့တဲ့အတွက်ကြောင့်ဆိုင်ရာပိုင်ယာတွေကိုတောင်းပန်ပြီးတော့အပေါက်သွားဖို့ပြင်ုံပဲရှိသေးတယ်ဝယုံပင်ထိပ်ဖြာကိုလူတစ်ယောက်ကခိုးပြီးတော့ဆင်းလာတဲ့ပုံစံနဲ့ကိုင်းကျလာတဲ့ဝယုံထိပ်ဖြာတွေကမျက်နှာနာကိုရောက်လာတာကြောင့်စီးသွားရင်တန်လန်းနဲ့ထပြေးခဲ့ရဘူးတဲ့အခုလေဒီအနာအရောက်မှာစက်သိမ်တွေကထချင်လာတယ်ရှေ့နားလေးကစမ်းချောင်းကျောင်းအတွင်းကနေရီစီးတန်အောင်တောင်ကြားရလောက်အောင်ပတ်ဝန်းကျင်ကတိတ်ဆိတ်လွန်းလာတယ်ထိုစမ်းချောင်းလေးကရီစီးတန်ပြီးတော့မတ်ဆောက်ကမွေလဲပေါ်များလာပါတယ်ဟုတ်အမြင့်ကနေတခုခုပြုတ်ကျလာတဲ့အတန်လှဲ့မကြည့်ချင်ပေမဲ့အန်ဒီရဲ့ပေးနိုင်မဲ့မွေလိုတတော်ဝါမျိုးဖြစ်နေမှာစိုးတာကြောင့်လှဲ့ပြီးတော့ဓာတ်မီနဲ့ထိုးကြည့်လိုက်မိတယ်လမ်းမအလယ်မှာအထုပ်တထုပ်အဝတ်အစဖြူအောင်နဲ့ထုတ်ထားတယ်အဝတ်အစမှာသွေးတွေနီရဲစွန်းပိနေတယ်ကြောင်ပြီးတော့ကြည့်နေစင်မှာအထုပ်ကအလိုလျောက်ပြေးသွားပြီးတော့သွေးတန့်ရဲရဲနဲ့ခေါင်းပြက်ကြီးကလိတ်လာနေတယ်အမလေးဗျခေါင်းပြက်ကြီးသွေးတဆက်ဆက်ကျနေတဲ့ခေါင်းပြက်ကြီးကခြေထောက်ပါတီအလားတသက်နဲ့တကူတစ်ခါမှမကြုံဖူးတာကြောင့်လိပ်ပြလွတ်မတော့အော်ဟစ်ပြီးတော့ဒုံဆိုင်ပြီးမိသွားပါတယ်ချွေးတွေဆူရွှဲပြီးတော့အသက်ပင်ရှူမရနိုင်တော့ကြေးရွာလမ်းမကြီးပေါ်ရောက်တာနဲ့အချိန်ဟာတတ်မရသေးဘူးဟေးလူဘာတူလဲကင်းတဲပေါ်ကနေလူနှစ်ယောက်ကခုန်ဆင်းလာကကျွန်တော်နောက်ပြေးလိုက်လာကြတယ်ကျွန်တော်မရက်ရဲပဲဆက်ပြေးနေမိတယ်ဟာသူရပဲကွာဟေးသူရခဏရက်အောင်ကွာငါတို့ကတန်းအောင်နဲ့ရွှေတိုးလေသူရဘာဖြစ်လာလဲခဏရက်အောင်လေခေါင်းပြက်လိုက်လာတော့ကွာဟင်းဘာပြောလိုက်တယ်ဝယုံတော်အဆက်မှာအပေါ်ကပြုတ်ကျလာတာပိတ်စဖြူနဲ့ထုတ်ထားတဲ့လူကောင်းကြီးကွာဘာတန်းအောင်နဲ့ရွှေတိုးရဲ့ဘာဆိုတဲ့အတန်ကလိပ်ပြလွင့်သွားတော့တယ်၃ယောက်သားတယောက်မျက်နှာတယောက်ကြည့်ကတိုင်ပင်ထားသည့်အလားရွာထဲကိုဥတီကပြေးကြပါတော့တယ်လွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်ကအဘွားရဲ့ကြာဖြူရဲ့ဒီပရဲ့နောက်တစ်ယောက်ကတော့ညကမြေးလေးမြင်ခဲ့ရတဲ့ခေါင်းပြက်ကြီးရဲ့ပိုင်ရှင်လုံးမောင်ရဲ့အကြောက်လန့်မရှိပြင်မြတဲ့အမားကြီးကိုကျူးလွန်ခဲ့ကြတယ်အသက်ကလည်း73လေးနှစ်အရွယ်စူးစမ်းချင်စိန်နဲ့လှုပ်ချင်လှုပ်တက်တဲ့ဒီပကြောင့်မဖြစ်တဲ့နာတွေဖြစ်ခဲ့ရတယ်လူကြီးသူမတွေပြောပုံအရဂျပန်ခေတ်ကလူသက်ဓမြတိုက်ဆိုးသွမ်းနေတဲ့ဓမြဘိုးကိုခေါင်းဖြတ်တက်ခဲ့ကြတဲ့ဝယုံတော်မှာတရေခုတ်ချင်တယ်တဲ့ဒီပရဲ့အဖေကအထက်လန်းဆရာကြီးတယောက်တနေ့မှာဒီပကသူ့အဖေရဲ့ဝိညာဉ်တရေစင့်ကော်စီခိုင်းနီးအစီရင်စာအုပ်ကိုယူလာခဲ့တယ်တရေခေါ်ပြီးတော့ခိုင်းလို့ရတယ်ဆိုပြီးတော့လှုပ်ကြည့်မလို့တဲ့အားလုံးကကြောက်လို့မလုပ်ရပဲနေတော့စာအုပ်ကိုအတင်းပြန်ထားခိုင်းကြတယ်ဒီပကခေါင်းမပြီးတော့သူ့လိုချင်တဲ့စာရွက်တွေကိုဖြည့်ယူထားလိုက်တယ်လာပညာတညမှာရွာလေလမ်းမမှာအဖွားတို့တငယ်ချင်းတွေကစားနေကြရင်နဲ့မပြောမဆိုနဲ့ဒီပကစမ်းချောင်းတရားကိုဖျက်ပြီးတော့ဝယုံတောပတ်ကိုပြေးပါလေရောဘာမှညာမသိပဲဒီပနောက်ကိုအဖွားတို့အလုံးကပြေးလိုက်သွားကြတာလားကလည်းတာနေတော့ကြောက်စိတ်ကမရှိကြဘူး
ဝယုံဒေါနာအရောက်မှာသူဖဲထားတဲ့စာရွက်တွေနဲ့ဘယ်တော့ကလာဖွက်ထားမှမသိတဲ့အစီရင်ပစ္စည်းတွေကိုဝါပင်ကြားထဲကနေထုတ်လာခဲ့တယ်။အဖွားရဲ့မျက်ဝန်းမှာအဝေးသို့ငေးကြည့်လျက်မျက်ရည်တွေကပင်ဆုတ်လာတယ်။ဘယ်သူမှစကားမပြောကြနဲ့အခုချိန်ကအရေးကြီးတယ်အားလုံးငါစကားနားထောင်ကြ။ဟက်ကောင်မင်းမဟုတ်တာမလုံးနဲ့နော်။ငါမိကပြောဘူးတယ်ဒီနာကတရေကဓမြဘိုးတဲ့ငါသိပါတယ်လုံးမောင်ရဘယ်လောက်ဆူဆူငါဖေရဲ့ကာတာကိုမလွန်ဆန်းနိုင်ပါဘူးမင်းကမင်းအဖေမှမဟုတ်တာလူကြီးတောင်မဖြစ်သေးပဲနဲ့မလုပ်ရဘူးကွာငါပြန်မယ်နင်တို့နှစ်ယောက်ရောဘယ်လိုလဲလုံးမောင်မင်းကငါအကောင်းပြောနေတာနော်မင်းပြန်ရင်ပြန်ကြည့်မင်းကိုအဲ့ဒီတရေနဲ့ခေါင်းလိုက်ဖြတ်ခိုင်းဖြစ်မယ်အောင်မမင်းကဆရာမို့လားအခုချိန်မှာတော့ငါဆရာပဲငါခိုင်းတဲ့အတိုင်းသူလုပ်ကိုလုပ်ရမယ်လုံးမောင်ရဲ့ခဏတော့နေလိုက်ပါအောင်နော်ဟုတ်ပါတယ်ဟဲ့ရမဖြစ်ပါနဲ့ဒီပခဏလေးပဲနော်ခဏလေးငါလုပ်ပြမယ်ကြည့်ဒီပကစာရွက်တွေကိုကြည့်ပြီးတော့ဆရာကြီးပုံစံနဲ့မိကြီးပေါ်မှာစီးလေးဝိုင်းလိုက်တယ်ကျိုးထုတ်ထားတဲ့ကြက်ရှင်ကိုလေဖြတ်ကခွက်တစ်ခုနဲ့သွေးကိုခံပြီးတော့မြေပေါ်သို့လောင်းချလိုက်တယ်ပါဇက်ကလည်းတွတ်တွတ်နဲ့ရွတ်ဆိုနေတယ်စီဝိုင်းအလေမှာတော့ကြက်တွေကိုအဝတ်ဖြူနဲ့အုပ်ပြီးတော့ကြက်သွေးတွေကိုမှောက်ကအပေါ်မှာဖျောင်းတဲ့တိုင်ထုံးပြီးတော့လက်တွေကိုတွဲခိုင်းထားလိုက်တယ်။လာငါလက်ကိုတွဲထားဝိုင်းကြီးပပတ်လို့တလိုမျိုးဝိုင်းထားကြ။ဘာပဲဖြစ်ဖြစ်ဘာပဲမြင်မြင်ငါလက်ကိုမလွတ်ကြနဲ့။ခဏကြာတော့ဝါပင်တွေကလေမတိုက်ပင်နေတော့တရှဲရှဲမိလာကရင်ထိုးလှုပ်ရှားလာတယ်။လှုပ်ရမ်းနေတဲ့ဝယုံတော်ကနေပြီးတော့အရေးတစ်ခုကတူးထွက်လာတာကိုလာရောင်အောက်မှာအထင်ရှားမြင်လိုက်ကြရတယ်။အဲ့ဒီအရေးကကြည်နေရင်းနဲ့ကြီးတဲ့ကြီးလာကပတ်ဝန်းကျင်တစ်ခုလုံးမှောင်တိကျသွားတယ်။လေတွေကလည်းကြမ်းတမ်းစွာတိုက်ခတ်လာတယ်။ဖျောင်းနိုင်မီကလှုပ်တုံနဲ့ဒီပရဲ့ပါဇက်ကလည်းတွတ်နဲ့ငွေမုံငါကြောက်တယ်ငါလည်းကြောက်လာပြီလုံးမောင်လှုပ်ပါအောင်အဲ့အချိန်မှာဒီပကမကြောက်ကြနဲ့ဖျောင်းနိုင်မီတာမငြိမ်ရင်ရပြီလေတိုက်နေတာမငြိမ်မဲနေမလားဒီပရဲ့မငြိမ်အောင်ငါလှုပ်ထားတယ်စကားမပြောကြပါနဲ့ဆိုဒီပကမလျှော့ခဏကြာတော့ပေါက်မကျင်ပြန်လဲညီသက်သွားပြီးတော့လာရောင်လဲပြန်လင်းလာတယ်အရာအလုံးကဘာမှမဖြစ်ခဲ့သလိုပဲငွေမိုးကြပြူဒီပကိုကြည့်စမ်းဒီပရဲ့မျက်လုံးတွေကမီးဝင်းတောက်လျက်အလဲကဖျောင်းနိုင်မှလဲမငြိမ်သွားတယ်ဒီပရဲ့အရှိကအဝတ်ဖြူစာနဲ့အုပ်ထားတဲ့ကြက်သိမ်မှလဲတစားစီဖြစ်လို့နေကဝတ်ဖြူစာမှလဲကြက်သွေးတွေဆုံးပိနေတယ်ဒီပရဲ့လက်မှာတော့ကြက်လေဖြစ်ထားတဲ့ဓာတ်ကနေပြီးတော့လာရောင်အတွင်းမှာဝင်းကနေလက်နေတယ်ငွေမိုးကြဖြူပြေးတော့လုံးမောင်ရဲ့လက်ကိုဒီပကမလွတ်တန်ဆွဲထားတယ်ငွေမုံနဲ့ကြဖြူမှလည်းရွာဘက်ကိုဥတိပြီးတော့ပြေးလာကြပါတယ်ထုံညကဒီပနဲ့လုံးမောင်ကပြန်မလာကြဘူးရွာလူကြီးတွေနဲ့တုံးနှင်းရှာဖွေကြတော့လဲမတွေ့ရဘူးဒီပရဲ့အဖေအထက်လန်ဆရာကြီးကရွာထိပ်မှာအုံဝဲငပြောပွဲစုံလင်စွာနဲ့ရွတ်ဖက်တောင်းပန်ပြီးတော့အခောက်ပေါင်းများစွာရှာဖွေကြမှနောက်ဆုံးမှာဒီပကိုဝယုံတော်တွေရဲ့အနောက်ဘက်မှာမှောက်လျက်အနေထားနဲ့တတိလစ်နေတာကိုတွေ့လိုက်ကြရတယ်လုံးမောင်ကတော့ဝါပင်နေကြားထဲမှာညှက်နေတာကိုတွေ့လိုက်ကြရတယ်ခဲရခဲစင်းနဲ့ဆွဲထုတ်ကြပြီးတော့အချိန်မှလုံးမောင်ကခေါင်းမပါမှန်းသိလိုက်ကြရတယ်အဲ့နေ့ကနေစပြီးတော့လုံးမောင်ရဲ့ခေါင်းကိုယနေ့အချိန်ထိဘယ်သူမှရှာမတွေ့ဘဲနဲ့တော့250ကျော်ပျောက်ဆုံးနေခဲ့တယ်အခုလို6လန့်ချင်းမျိုးမကြာခဏဆိုသလိုရှိခဲ့တာကြောင့်လုံးမောင်ရဲ့ခေါင်းပြက်အတန်ကြားပါကလူကြီးကလေးမဆူထားနဲ့ခွေးတော်မှာကြောက်ရွံ့နေကြခြင်းဖြစ်ပါတယ်။အေးရပေါ်လှဲနေရင်လည်းအိမ်မပျော်နိုင်သေးပဲအတွေးတွေနဲ့ဘေးဒီဖြစ်နေမိတယ်။လေတစ်ချက်အဝတ်မှာခန်းစည်းစာလွင့်ပါလာပြီးတော့ကောင်လေးတယောက်အခန်းတွင်းဝင်ရောက်လာတယ်။မင်းဘာတူလဲ။ဘာကြောင့်ငါခန်းထဲဝင်လာတာလဲ။ကောင်လေးကပြန်မဖြေဘဲနေတော့ပြတင်းပေါက်ဘက်ကိုလက်ညှိုးထိုးပြနေတယ်။ကောင်လေးပြတဲ့ပြတင်းပေါက်ကပြတင်းပေါက်မဟုတ်ဘဲနေတော့ပကြီးကားတစ်ချက်ဖြစ်နေတယ်။ဝယုံတော်နဲ့စမ်းချောင်းလေးပြီးတော့ဝါဒတာလေးလူက4ယောက်ယောက်ျား2ယောက်မိန်းမ2ယောက်အသေးချာကြည့်မှအရွယ်မရောက်သေးတဲ့ကလေးတွေဖြစ်မှသိလိုက်ရတယ်။ကလေးတွေကအပြေးလွှာဆော့ကစားနေရကနေကောင်လေးတယောက်ကနောက်တစ်ယောက်ကိုဓာတ်နဲ့လှမ်းခုတ်လိုက်တယ်။ထိုးကောင်လေးမှာဝါဒတာလေးအပေါ်ပြေးတက်သွားပြီးတော့ခလုတ်တိုက်ကလဲကျသွားတယ်။အဲ့ဒီအခါမှာအနောက်ကပါလာတဲ့ကောင်လေးကလက်ထရာဓာတ်နဲ့ခေါင်းဖြတ်လိုက်တယ်။ခေါင်းပြတ်သွားတဲ့ခန္ဓာကိုယ်ဝပင်နေကြားထဲမှာထွက်လာတဲ့အရိပ်မေးကြီးကဝပင်နေကြားထဲကိုဆွဲသွင်းသွားတယ်။ခေါင်းမှာတော့တရားပေါ်မှာစမ်းကြောင်းအတွင်ပြုတ်ကျသွားကစမ်းရည်တွေကရေရဲနေလျက်ရေစီးနဲ့မျိုးပသွားတာကိုသိချမြင်လိုက်ရတယ်။မိန်းကလေးနှစ်ယောက်မှလည်းဝါဒတာလေးကိုဖြတ်ပြီးတော့အလဲလဲအပြစ်ပြူနဲ့ပြေးလွှားနေကြတာကိုရုပ်ရှင်ကြည့်တယ်လို့မြင်နေရတယ်။
ခံစားမရှိတဲ့လူပုံစံနဲ့လူကကြောင်တောင်ဖြစ်လို့နေတယ်လှုပ်ရှားလို့လည်းမရအောင်အော်ဟစ်ကြည့်လို့လည်းမရအောင်ကောင်လေးဘက်ကိုလှည့်ကြည့်လိုက်တယ်ကောင်လေးကလည်းမရှိတော့အတင်းရုံးကအော်ဟစ်နေတော့မှအိမ်မက်မှန်တိလိုက်ရတယ်ချွေးတွေကတကူလုံးဆူရွှဲနေပြီးတော့ဒါဆိုခေါင်းကစမ်းချောင်းနဲ့ကျပြီးတော့ရေထဲမျောပသွားတာပေါ့ဒါဆိုလဲတနည်းရမှာတော့တွေ့မှာပေါ့ရွာလူကြီးတွေကပြောပြပြီးတော့ခေါင်းရှာရအောင်ကွာဒါမဟုတ်လေဝယုံတော်နာမှာပြေးရအမျှတန်ဝေခိုင်းလိုက်ရအောင်မင်းမမိဘူးလားတို့ငငယ်ကအဲ့ဒီနားမှာရောဖုံးကြောင်းမှာရောဦးလုံးမောင်နမဲခေါ်ပြီးတော့ခဏခဏအမျှပေးဝေနေတာအေးလေဒါဆို तू ကခေါင်းမပါလို့မကြားတာလားမသိဘူးရွာလူကြီးတွေလည်းခေါင်းလိုက်ရှာကြတာအချိန်မှမနေဘူးဆရာတော်တောင်ပါသေးတယ်ငါတွေးမိတာတခုရှိတယ်ကွာဦးလုံးမောင်ခေါင်းကိုဥတိပါဖြစ်တာဆိုတော့ဟဲ့ကောင်ဒါကဘယ်သူမှလက်မခံဘူးလေရှောက်ပြောလို့လည်းမရဘူးကွာအေးပါကွာငါပြောချင်တာကဒါတွေအားလုံးဥတိပါအဖေရဲ့ပယောဂလာလို့ဦးလုံးမောင်ကမင်းကိုပြောပြချင်တာဒါပဲဖြစ်ရမယ်တော်ကြပါတော့ကွာမင်းတို့စကားကဟိုကကြားမှာပြဿနာတွေပူကြီးပါကုန်ဦးမယ်အေးပါဒါနဲ့စာအုပ်လီကလည်းတော်တော်လှလာတယ်နော်ဟိုတလောကတွေ့လိုက်တယ်ရန်ကုန်မှာအလုပ်ဝင်နေတာတဲ့မေဘရနီပါကွာမင်းရလဲဥဒီပါမှာရွာရဲ့အုပ်ချုပ်ရေးမှုဖြစ်နေပြီးတော့မေဘရနီမှာလည်းဥဒီပါရဲ့အချစ်ဆုံးမိန်းမလေးဖြစ်တယ်ငါလည်းညနေမဆောင်ခင်ပြန်မနက်အလုပ်ဝင်ရအောင်မယ်နောက်တစ်ခါမိုးချုံရင်ပြန်မလာပါနဲ့ကွာမင်းကတက်တိကောင်းနေတာဟုတ်ကွာအင်းငါလည်းစဉ်းစားရတော့မယ်ပိတ်ရက်ရှည်ရမှပဲပြန်လာတော့မယ်ကွာတကြံဆယ်ရက်ပိတ်တော့မီဖြစ်၍ရွာပြန်ရန်တွေးရင်ပျော်နေမိတယ်အပျော်ကမဆုံးသေးခေါင်းပြက်သေးအကြောင်းတွေးပြီးတော့စိတ်လီးသွားတယ်ဆယ်ရက်နေ့တဝက်လွှတ်ရင်နေ့လေခင်ပြန်လို့ရတာကြောင့်မို့စိတ်ရအနေငယ်တော့လွတ်လပ်သွားတယ်ပစ္စည်းတွေထုတ်ပိုးပြီးတော့အပြန်လက်ဆောင်ဝယ်ဖို့အတွက်အဆောင်ကနေအထွက်ဟေးသူရဗုဒ္ဓဒါနဲ့အဆောင်လားနင်ကဘယ်ကုမ္ပဏီမှာလုပ်တာလဲဟာငါကဟိုးရှိလန်ကလမ်းချိုးလေးတွေ့လားအဲ့ဒီနာကအဆောင်မှာတကြံပိတ်ရင်ပြန်မှာမလို့ဘယ်နည်းပြန်မှာလဲကွာငါလည်းပြန်မှာနင်ပြန်မဲ့ရက်ပြောပါလားအတူပြန်ရအောင်အဖော်ရတာပေါ့နင်ဒီမှာနေတာငါမသိဘူးအစသိရင်ကောင်းပါဥရိပါရဲ့မြေရွှေပရဏီပင်ဖြစ်ပါတယ်ရေပတ်မုံရအောင်စကားများစွာပြောပြီးတော့မောသွားတဲ့ပုံစံနဲ့ရေကြည်ကြဲလုပ်နေတယ်ဆယ်ရက်နေ့တဝက်ပျော်ဝဲရှင်ပဲပြီးတာနဲ့တန်းပြတ်မှာဟာနေ့တဝက်မှလားငါတို့ကုမ္ပဏီက9ရက်နေ့အထိပဲဆင်းရတယ်ငါကမနက်စော်ကြီးထပြန်မလို့ငါတို့စက်ရုံကတော့နေ့တဝက်မှနှစ်တိုင်ပဲဒီလိုပဲကွာနေ့တဝက်ဆိုတော့12နာရီတနာရီလောက်ထွက်ဖြစ်မလားအလွန်ဆုံး2နာရီပေါ့ဒါဆိုငါလည်းနင်းနေလိုက်ပြန်မယ်ငါ့ကိုနှစ်ဖုန်းနံပါတ်ပေးလေငါဖုန်းဆက်လိုက်မယ်အေးပါမိမလာနေနဲ့အတူပြန်ရမှာကိုတွေးရင်းနဲ့ပြုံးမိသွားတယ်စာဥဝယုံတော့ကခေါင်းပြက်အကြောင်းနင်ကြားဘူးလားဟဲ့ဥဒီပါရဲ့မြေကမတိပဲနေပါမလားဟဲ့အဖိုးငယ်ရဆိုအဲ့ဒီခေါင်းပြက်ကအိမ်မက်ထဲထိအိတ်လို့မရအောင်လိုက်ချုပ်တာတဲ့နေပါအောင်ဘာစာဥလဲသိမယ်နော်မခေါ်နဲ့ငါအခုလူကြီးဖြစ်နေပြီအေးပါစာဥရေမခေါ်ပါဘူးနင့်နမေကခတ်လို့ပါဟာဘရနီပဲခေါ်ပေါ့လူတိုင်းကဒီလိုပဲခေါ်တာဟုတ်ပါပြီဒါနဲ့နင့်အဖိုးဘလို့၆တာလဲဟာခေါင်းပြက်ကသူ့ခေါင်းလာတောင်းတာတဲ့အိမ်မက်ထဲမှာသူ့ခေါင်းဘယ်မှာလဲတော့မသိဘူးလားသူကတိတော့တိတယ်ယူလို့မရလို့လာယူခိုင်းတာဆိုလားပဲသူ့ဘာသာယူလို့မရဘူးတဲ့လားတရင်တပြားပူကြီးเจ้าဆိုလားငါလည်းတိတ်မသိပါဘူးငါအမေတို့လူကြီးပြောတာကြားလို့နောက်တော့နင့်အဖိုးမချောက်တော့ဘူးလားမချောက်တော့အောင်တို့အဖိုးရဲ့အဖေကလှုပ်ပေးထားလို့ပြောတယ်လူကြီးဖြစ်သွားလို့လည်းပါမှာပေါ့နေပါအောင်နင်ကဘာကိုစိတ်ဝင်စားနေတာလဲငါအချောက်ခံရဘူးလို့ပါဟာဟဲတကယ်ကြီးလားအမေလေးကြောက်လိုက်တာကားမြင်လာပါတော့ကားဆောက်ရင်နဲ့ကျွန်တော်သိချင်တဲ့မိကွန်းတွေကိုအဖြေယူနေရင်းကနေသူမရဲ့ပုံစံကဖြူဝက်ဖြူရဖြစ်သွားတယ်ကားလာတော့ညနေ3 နာရီထိုးတော့မယ်ကားပေါ်ရောက်တဲ့အထိနောက်ထပ်စကားမပြောဖြစ်ကြတော့ဘဲနဲ့သူမကမျက်လုံးတွေမှိတ်ထားတယ်ကားကလည်းနှီးတိနေကန်နဲ့မောင်းနေတယ်ကားစီးနဲ့ငိုက်လာတာကြောင့်မျက်စိမိတ်ပြီးတော့ခဏမှီးလိုက်တယ်အဲ့ဒီအချိန်မှာပဲတတော်လုံးအတန်ထွက်ပေါ်လာခဲ့တယ်ဘာဖြစ်တာလဲအမလေးခေါင်းမဖြစ်သွားတာဒုက္ခပါပဲဆိုင်ကယ်တွေကလည်းတယန်းလိုက်တာကားဒီလောက်နှီးရတော့မှဒုံးဆိုတဲ့အတန်နဲ့အတူကားကရက်သွားပြီးတော့ကားပေါ်ကလူတွေကအောက်ဆင်ကြည့်ကြတယ်လမ်းချိုးလေးအတွင်းကနေပြီးတော့အရှိန်နဲ့ထွက်လာတဲ့ဆိုင်ကယ်ကကျွန်တော်တို့ကားကိုဝင်တိုက်ကဆိုင်ကယ်သမားပွဲချင်းပြီးခေါင်းမှာပြတ်ထွက်သွားတယ်ကားကိုဆက်စီလို့မဖြစ်တော့တာကြောင့်ကားပေါ်မှာပါလာသူတွေအားလုံးကကားပြောင်းစီဖို့အတွက်ခက်လက်လန်းကနေကားထက်အလာကိုစောင့်နေကြတယ်ရင်မောင်းမှာတော့ဘယ်ရောက်သွားမှမသိဘူးစပယ်ယာကလည်းတက်ဆိုင်ရာအကြောင်းကြားမယ်ဆိုကထွက်သွားတယ်ဒုက္ခပါပဲမှောင်လာပြီးငါတို့မြို့ထဲဘက်ပြန်သွားရင်ကောင်းမယ်ထင်တယ်လန်ခီကထက်ဝက်ကျုံနေပါပြီဘရနီရဲ့ခဏဆောက်လိုက်ပါလိုင်းကားမရတော့ကားကြုံတော့စီးလို့ရမှာပါဟိုဟာကြီးကိုလည်းအခုထိလမ်းမယူကြသေးဘူးကားသမားတွေကထွက်ပြေးသွားပြီလားမသိဘူးကွာမဟုတ်တော့ပါဘူးနင်းရလေအခြားလူတွေရှိသေးတာပဲ
ညကတဖြည်းဖြည်းနဲ့အမောက်လွှမ်းလာတယ်။ခီးတဲ့အများစုမှလည်းဟိုစုဒီစုနဲ့တချို့မှလည်းလမ်းလျှောက်ရင်းနဲ့အဝေးကိုရောက်သွားကြတယ်။ဗရနီကတော့ဖုံးဆွဲရည်မရတာကြောင့်စိတ်ညစ်နေတယ်။ဖုံးလိုင်းကမမိည9နာရီကျော်မှကားတစ်စီးနဲ့ကားကြုံလိုက်ခွင့်ရတာကြောင့်အမောင်ထူးနဲ့စီးကြိုနေတဲ့ကျွန်တော်တို့ဖျက်ပြန်ရမယ်လမ်းမကြီးကိုကြည့်ရင်းနဲ့ဗရနီမပြောနဲ့ကျွန်တော်တော်မှတွေးပြက်ချင်လာတယ်။နောက်ပြန်လှည့်ရင်လည်းမဖြစ်နိုင်တော့တာကြောင့်အာတင်းပြီးတော့86ရမယ်။ဗရနီကဖုန်းဆက်ဖို့ကြိုးစားနေတယ်။ဖုန်းလိုင်းကမမိပါဘူးပြီးမှလက်လျှော့သွားတဲ့ပုံစံနဲ့ကဲပါဒီအထီတောင်ရောက်လာမှတော့ဘယ်တက်နိုင်ပါမလဲသွားကြတာပေါ့နင်းအဆင်ပြေပါတယ်နော်ဗရနီအင်းအဆင်ပြေပါတယ်သွားကြမယ်ဓမီကိုစီနဲ့တော်လန်နေတဲ့ဝင်လာခိတ်လိုက်ကြတယ်ပတ်ဝန်းကျင်မှာလည်းမှောင်မိုင်းတိတ်ဆိတ်လျက်ရှိနေတယ်မြင်းကအိုမီတန်တွေကတစ်ချက်ကြားနေရတယ်နှစ်ယောက်သားစကားမပြောဘဲနဲ့တော့လမ်းကိုခတ်တွတ်ရှောက်လာရင်းကနေဗရနီကြောက်နေမလားတွေးကစကားဆရလက်အလံဗရနီဟာဘာဖြစ်တာလဲသူရငါ့ကိုလက်မဆန်းနဲ့ဒီမှာမြင်လားဟာမဟုတ်တာဗရနီရဲ့နင်ကြောက်နေမလားလို့စကားပြောမလို့ပါဗရနီကကျွန်တော်လက်ကိုဖိထုတ်လိန်ချိုးကအသင့်ဆောင်လာတဲ့ဓာတ်ကိုထုတ်ပြလိုက်တယ်ဘယ်တော့ပဲကြောက်ငါ့ကိုငါကာကွယ်ရမယ်လေငါတို့ကတငယ်ချင်းနဲ့ပါစားဦးရဲ့ငါဒီလိုရုံမာတဲ့သူမဟုတ်ပါဘူးငါ့ဖိုးကပြောထားတယ်အရေးကြုံလာရင်ကိုကလွယ်ဘယ်သူမှမယုံနေတဲ့အေးပါငါရှုံးပေးပါတယ်ကျွန်တော်နောက်ထပ်စကားပြောဖို့မကြိုးစားတော့ဝယုံတော်တခြားတက်ရှိစွာဆက်လျှောက်လာကြတယ်ဗရနီကတက်မီကိုလမ်းတက်မထိုးဘဲနဲ့တော့ဝါးပိန်တွေပဲရှောက်ထိုးနေတယ်ဟင်းကျွန်တော်မျက်လုံးပဲအကြည့်မှားလားမသိဝယုံတော်ကနေအထွက်စမ်းကြောင်းတံတားနားလေးမှာလူတယောက်ထိုင်နေတာကိုတွေ့လိုက်ရတယ်ဗရနီလည်းမြင်ပုံရတယ်သူ့ပုံစံကမတုံမလို့အောင်ပေါ်လည်းမရတာကြောင့်သူမရဲ့အိမ်သားတွေလာကြိုချင်းဖြစ်မယ်လို့တွေးလိုက်တယ်အနားရောက်တော့မှနင်းပြန်လာပြီလားငါစီလာတောင်းနေလေအပူပဲလို့ပြောထားတယ်လေသူ့စီသွားတောင်းပါလို့ဘယ်နှခါပြောရမလဲဗရနီစကားကထူးဆန်းနေတာကြောင့်ကျွန်တော်လှမ်းကြည့်မိလိုက်တယ်ခေါင်းမွေးတွေတောင်ထောင်သွားတယ်ကျွန်တော်အိမ်မက်တွေကအဖွားရဲ့တငယ်ချင်းလုံးမောင်ခေါင်းပြက်တည်ရဲ့ဦးလုံးမောင်အခုညီတောင်းခတ်နေတဲ့ညှိုးငယ်နေတဲ့ပုံစံနဲ့လူတိုင်းကြောက်ရွံ့နေကြတဲ့ခေါင်းပြက်တည်ရဲ့ကိုဗရနီကအခိုင်းစီအလားအော်ဟင်းငေါ့နေတယ်ဗရနီမဟုတ်ရဲ့လားလို့တန်တရားဝင်ချင်လာတယ်သူမကသူ့အေးစွာနဲ့သူမကြောက်တယ်ပြောနေတော့ကကျွန်တော်ယုံခဲ့မိတယ်အခုတော့ယောက်ျားတမ်းပဲကြောက်နေတာကျွန်တော်ဖြစ်နေခဲ့ပြီလေကျွန်တော်ကဗရနီဘာဖြစ်လဲဆိုတာကိုသိချင်လာတယ်သူမမျက်နှာကိုလှမ်းအကြည့်မှာတော့သူမပြန်ကြည့်တဲ့အကြည့်ကသူမမဟုတ်တဲ့အကြောင်းပြောပြနေတယ်ကျွန်တော်ဘာလို့ရမှမသိတော့ဘူးသူမကိုထားပြီးတော့ထွက်ပြေးရမလားသူမနဲ့အတူဆက်ပြီးတော့ရှိနေရမလားဒါဆိုဒီတစ်ခါခေါင်းပြက်တရေဖြစ်မဲ့သူကကျွန်တော်ဖြစ်သွားနိုင်နေလေကျွန်တော်မဆုံးဖြတ်နိုင်တော့ကျွန်တော်မဆုံးဖြတ်နိုင်ခင်မှာပဲဗရနီဝါတော်တွေကိုပြေးဝင်သွားတယ်သူမတစ်ခုဖြစ်နေမှာစိုးရင်တဲ့စိတ်ကြောင့်ကျွန်တော်မနေတာတော့ဘူးဓာတ်မီကိုချစ်ပါအောင်ဆုပ်ကင်ပြီးတော့ဝါတော်ဘက်ကိုခြေလှမ်းလိုက်တယ်ဝယုံတွေကတယုံနဲ့တယုံပူးခတ်စွာပေါက်နေကြပြီးတော့အောက်ခြေမှာလည်းရှုပ်ထွေးနေပြီးတော့လမ်းသွားလမ်းလာခတ်ခဲ့ပါတယ်။ဝါဆွေတွေကငုတ်တွေတပွဲထူးထထောင်နဲ့ငွေပါကင်ပါတက်နေမိမှလည်းစိုးကဂယူးဆိုင်သွားနေရတယ်။ကိုဂယူးဆိုင်သွားလာနေရတာကြောင့်မျက်စိရှိကဗရနီကပျောက်သွားတာကိုသတိမထားမိလိုက်ဘူး။တက်မီကိုဘေးပီဝေးရတိကျထိုးကြည့်လိုက်မိတယ်။ဗရနီကိုမတွေ့ရတော့ကျွန်တော်ရင်ထဲမှာပူပူလလောင်ခံစားလိုက်ရတယ်။ဗရနီကိုမတွေ့ခဲ့ရင်ဒါမှမဟုတ်တစ်ခုဖြစ်ခဲ့ရင်ဆိုတဲ့စိတ်ကကျွန်တော်ကိုဆက်ပြီးတော့မတွေးရစေတော့နာမည်အော်ခေါ်ခြင်းပေမဲ့တိုးထဲမှာနာမည်မခေါ်ကောင်းဘူးလို့အဖွားကပြောပြတာကိုတတိယခဲ့တာကြောင့်မခေါ်ခဲ့ရဘူးအတန်မပြုတ်ရဲပဲနေတော့မှောင်မိုက်နေတဲ့ဝယုံတော်တွေကြားထဲမှာစံတဝါနဲ့ကြောက်စိတ်တွေကပူလာခဲ့တယ်လေကတစ်ချက်တိုက်ခတ်လာတိုင်းဝေါ်ပင်တွေကတရှဲမိကရင်ထိုးနေကြတယ်ဇော်ရွှေတွေကပြန်လာခဲ့တယ်မျက်နှာနာကနေရိတ်ကနေဖြစ်သွားသလိုတယောက်ရှိသလိုခံစားလာရတယ်ဝါတော်တွေတိုးဝင်ရင်နဲ့တွန်းနဲ့ထဲရောက်လာသလိုအတန်ပလန်တွေကလည်းကြားလာရတယ်မျက်နှာနာကဝါခိုင်းတွေကိုဖေးပြီးတော့ထိုးထွက်လိုက်တဲ့အခါမှာတော့ကျွန်တော်ရဲ့မျက်လုံးတွေကိုတော့ကျွန်တော်မယုံနိုင်ခဲ့ဘူးဝယုံများကြားထဲမှာတွေ့လိုက်ရတာကຫນွေကြိုးတွေတွေးလောင်ကျနေတဲ့ညောင်ဝင်ကြီးတစ်ပင်တွေးလောင်ကျနေတဲ့ຫນွေကြိုးတွေကပေါ်ဝါစတွေလီတဲလွင့်နေတယ်လို့ပဲရုပ်ရှင်တွေရလို့ကြည့်ဖူးတဲ့ဝိညာဉ်သပိတ်နေတဲ့တူနေတယ်အပင်အောင်ပတ်လေတဝိုက်မှာလည်းစီချထားတယ်လို့မျိုးမြေကွက်လက်ကပြောင်းရှင်းနေတယ်မြစ်စိုးတစ်ခုလောက်ပင်ကျူးကျဲပေါက်ရောက်ခြင်းမရှိဘဲနဲ့တော့ရွှေကြွတွေအနည်းငယ်သာရှိနေတယ်စိတ်ထဲမတူမတန်ဖြစ်လာတာကြောင့်ပြန်လှည့်ရင်ပြင်လိုက်တဲ့အခါမှာညောင်ပင်ရဲ့အနောက်ဘက်စီကနေထွက်ပေါ်လာတဲ့အတန်ညောင်ပင်ကိုအကွယ်ပြုတ်ကအနားကိုတိုးကြည့်လိုက်မိတယ်ဗရနီခေါ်လိုက်တော့လေကျွန်တော်နှုတ်ကနေအတန်မထွက်လာပါဘူးသူမရဲ့မျက်လုံးတွေကအမောင်ထဲမှာဝိုးဝင်းတောက်ပြီးတော့မြေကြီးကိုတူးဆွနေတယ်သူမရဲ့ဘေးမှာလည်းအထုပ်တထုပ်သူမတူးဆွထားတဲ့တွင်းထဲကိုအထုပ်ကိုပြချပြီးတော့မြေတွေကိုရက်ပြီးတော့ပြန်ထည့်လိုက်တယ်လှုပ်ရှားနေပုံကလူတစ်ယောက်နဲ့မတူကြည့်နေရင်းမှာပဲအနောက်ဘက်ဝယုံတော်တဲ့ပြန်ဝင်သွားတဲ့ပုံစံကတောကောင်တစ်ကောင်နဲ့တူနေတယ်သူမမြုပ်ခဲ့တဲ့နေရာမှာလည်းဖွာရရောင်မြေသားတွေကအပေါ်မှာသွေးဆက်တွေအဝတ်စအစွန်းတစ်ဖက်ကမြေပေါ်မှာကြံ့နေတာကြောင့်ကျွန်တော်ဆွဲထုတ်လိုက်တယ်အမလီးဗျ
ငယ်သံပေါင်းအော်နေနဲ့နောက်ပြန်လန်ကြခဲ့ရတယ်။သွေးအလေးလေးနဲ့ခေါင်းပြက်ကြီးကမြေကြီးထဲကနေခုန်ထွက်လာသလိုပဲနောက်ဆုတ်ရင်းနဲ့ဝေယုံထောတွေကိုပြန်ရောက်သွားခဲ့တယ်။မျက်နှာဆောင်ကအက်ဆီဒန့်ကိုပြန်ပြီးတော့မြင်အောင်ကြည့်မိတယ်။တိကျတယ်ဆိုင်ငယ်သမားရဲ့ဦးခေါင်းဘရနီဘာတွေဖြစ်နေလဲဆိုတာကိုမသိချင်တော့ပါဘူး။ဝါတော့အပြင်ဘက်ကိုပြန်ထွက်ချင်တဲ့စိတ်ကစိုးမိုးနေတယ်။အတညာဆက်သွားပြီးတော့လူသွားလမ်းလေးတစ်ခုတွေ့လိုက်ရတယ်။အသွားအလာမရှိမှတိတာစွာဝရက်တွေဖုံးအောင်လျက်ရှိပါတယ်။ဝဘိနေကြားမှာတော့တိုးနေရတာတဲ့ဆိုင်ရင်တော့လမ်းအတိုင်းသွားတာကတာသီးတွေလိုတွေးကလမ်းလေးအတိုင်းလျှောက်လာခဲ့လိုက်တယ်။တက်မီကအလင်းအောင်မှိတ်လာတယ်။ဘယ်အရာမှတက်တက်ကွယ်မမြင်ရတော့လေးလန့်လာတဲ့ခြေလမ်းတွေကိုတတိထားမိတဲ့အခါမှာအနားယူခြင်းနဲ့စိတ်တွေကစူးမိုးလာတယ်။ခြေအောင်အလင်းလေးအောက်မှာတော့ကွင်းမြင့်ကျယ်ကိုပြပြတတမြင်လာရတယ်။ဆိုင်ဘုတ်တွေကလည်းထူးထူးထောင်နဲ့မြေပုံမမို့တွေအုပ်ကူတွေဒါရွာသိမ်းချိုင်းမယ်ဘယ်လိုလမ်းကရွာသိမ်းချိုင်းအောင်ရောက်စေခဲ့တာလဲထိုင်းမိုင်းနေတဲ့ခန္ဓာကိုယ်ကအတွေးများစွာနဲ့အဖြစ်ကိုလက်ခံခြင်းမရှိတော့ပါဘူးတင်းချိုင်းဇရက်ကိုလှမ်းမိနေရတာကြောင့်အာတင်းကရှောက်ရင်ပြင်းလိုက်တယ်ဘာကိုခလုတ်တိုက်လိုက်တယ်တော့မသိဟန်ချက်မထင်းနိုင်ပေနဲ့တော့မှောက်လက်သားလေးကျသွားတယ်အာဟင်ဘရနီတယောက်မြေပုံကြားထဲမှာလဲလျောင်းမိမျောနေတယ်ဘရနီဘာဖြစ်တာလဲဟာထပါအောင်ဒုက္ခပါပဲဘရနီကသတိမရသည်ကျွန်တော်စိတ်တွေကလည်းစောက်တရားများဖြစ်လာခဲ့တယ်အချီနီကမထူးတော့တာမလို့ဘရနီကိုဇရက်ပေါ်သို့ရွှေ့လိုက်တယ်ရွာလမ်းမဘတ်စီကနေခွေဥတန်နီကရုတ်တရက်ထွက်ပေါ်လာတယ်ခွေဥတန်နီကတင်းချိုင်းဘတ်စီကိုဦးတိတ်လာနေကြသလိုပဲဘရနီကလည်းသတိမရကျွန်တော်လည်းဘာလို့ရမှမသိတော့ဘရနီကိုပွက်ချီပြီးတော့မျက်လုံးစုံမှိတ်ထားလိုက်မိတယ်ရှောက်တာတမ်းမဲ့ဒီလောက်ကြောက်နေခြင်းကိုလည်းဒေါသဖြစ်နေမိတယ်ညတကောင်ရန်တင်းချိုင်းဇရက်ပေါ်မှာသတိမိနေတဲ့လူတယောက်နဲ့အတူခွေဥတန်နီကစူညံလျက်ရှိတာကြောင့်သူ့ပြက်မတဲခြောက်ချနေရတယ်ခေါင်းနှပန်းကြီးသွားသလိုစက်သိမ်ထလာသလိုစပင်မွေးတွေကထောင်လာတာကြောင့်မျက်စိဖွင့်ကြည့်မိလိုက်တော့ရွာလမဘတ်စီကနေတစုံတယောက်လမ်းလျှောက်လာတာကိုတွေ့လိုက်ရတယ်လမ်းလျှောက်လာတာထက်လေထဲမှာလွင့်လာတာဆိုရင်ပိုပြီးတော့မှန်လိုက်မယ်ကျွန်တော်တို့နှစ်ယောက်ရှိနေတဲ့ဇရက်ဘတ်စီကိုဥတီပြီးတော့လာနေတာကျွန်တော်ထိုင်နေရာကနေပြီးတော့အငွေးပြန်ပျောက်ဆုံးသွားခြင်းမိလာတယ်တဖြည်းဖြည်းအနားကိုရောက်လာတဲ့ဝိညာဉ်ကလွန်းမောင်ဦးလုံးမောင်ကဇရက်ပေါ်တက်မလာဘဲနဲ့တော့ရွာလမဘတ်စီကိုလက်ညှိုးထိုးပြနေတယ်ကျွန်တော်ကြောင်ကြည့်နေတုန်းကဘရနီလှုပ်ရှားလာတယ်ဘရနီနင်တရီရလာပြီနော်ငါဘာဖြစ်နေတာလဲအမလီဒါရဘယ်နေရာကြီးလဲနောက်မှငါရှင်းပြမယ်အခုဒီကနေအမြန်ထွက်သွားရအောင်နော်ပြောဆူဆူနဲ့ဘရနီကိုတွဲကယာလာမဘတ်စီကိုဥတက်ကခြေတုပ်တင်ရပါတော့တယ်ခွေးတွေကတော့ဥနေတယ်ရွာလမကြီးအတိုင်းရှောက်လာပြီးတော့ဘရနီအိမ်ကိုအရင်ပို့ပြီးကဘရနီအိမ်သားများကတည်တည်တလောက်တည်စီခဲ့ပြီးတော့ပြန်လာခဲ့လိုက်တယ်အဲ့ဒီညကခြံရှိတကားဖွင့်ကခြံထဲသို့အဝင်ဂျက်ကီကကျွန်တော်စူးစူးဝါးဟောင်းနေတယ်ဂျက်ကီဘာဖြစ်တာလဲဂျက်ကီဟဲ့မီးလေးလားအဖွာနိုးသွားတာလားဂျက်ကီဘာမှမဖြစ်ဘူးဘယ်သူမှလည်းမပါဘူးဟင်းမီးလေးလာမြင်ဝင်အဖွာရဲ့မျက်နှာမှာတခုခုကြောင်းသွားတဲ့ပုံစံနဲ့အိမ်ပေါ်အမြန်တက်ခိုင်နေတယ်ဖျားစင်အရှိအမြန်သွားပြီးတော့ဖျားတောက်တဲ့ရေကိုလှမ်းယူလိုက်တာအဖွာလေးကျသွားတယ်ဟာအဖွာသွေးပြတ်မတက်အော်ဟစ်လုံလုံနေမိတယ်အဖွာပြန်ထလာပါတယ်ဒါပေမဲ့အဖွာမဟုတ်တော့ငါ့ကိုကူညီပါကွာငါအခုအရန်ပူလောင်နေတယ်ငါ့ကိုကူညီပါဘယ်သူလဲအဖွားဝင်နေစပါနဲ့ထွက်သွားပြီပါနော်ငါသွားမှာပါကွာငါသွားဖို့အတွက်ခေါင်းမရှိလို့ငါခေါင်းရိုင်ငါသွားတော့မှာပါကျွန်တော်သဘောပေါက်ခဲ့ရပြီဦးလုံးမောင်ခေါင်းရှာရင်အတွက်အကူအညီတောင်းခံနေခြင်းဖြစ်ပါတယ်ဒီပရဲ့အဖေကငါခေါင်းတင်ထားတယ်ငါဘယ်မှမသွားနိုင်ခဲ့ဘူးဓမြကြီးကြောင့်သူငါ့ကိုမကူညီရဲခဲ့ဘူးအခုဓမြကြီးအတွက်ငါနောက်တစ်ယောက်ရှာပေးခဲ့ပြီငါခေါင်းရှာတွေ့ရင်ငါသွားလို့ရပြီဘယ်မှာလဲဆိုတာလဲငါသိခဲ့ရပြီဘယ်မှာလဲဒီပရဲ့ခြံထဲကပတောက်ပင်အောက်ကအုတ်ခုံထဲမှာယူပြီးတော့ငါရဲ့အုတ်ကူတွေကိုထည့်ပေးပါပြီးရင်အမျှဝေပေးပါဦးလုံးမောင်ပြတ်ထွက်သွားတာနဲ့ကျွန်တော်ရင်ထဲမှာပေါက်ပါသွားခဲ့ရတယ်ကျွန်တော်တို့တငယ်ချင်းတစုငယ်စဉ်ကတည်းကဆော့ကစားခဲ့တဲ့ပတောက်ပင်ကြီးရဲ့အောက်ကအုတ်ခုံလေးအတွင်းမှာတော့ဦးလုံးမောင်ရဲ့ဦးခေါင်းရှိနေမှန်းကိုသိခဲ့မယ်ဆိုရင်စာရေးသူနှင်းခါရေးသားထားတဲ့ခေါင်းပြက်လုံးမောင်ဆိုတဲ့ပရလောကတရေဆက်လက်လေးကတော့ဒီမှာတင်ပြီးဆုံးသွားပါပြီခင်ဗျာအပိနာဆင်ခဲ့ကြတဲ့ပရိသတ်တို့ဦးချင်းစင်တိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ